ခင်ဗျားတို့မြန်မာတွေကမြန်မာပြည်ကိုတကယ်မချစ်ကြဘူးဗျကိုဂျိုးစီးပွားအတ္တအတွက်မြန်မာပြည်ကိုချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပုံများပါတယ်အဲ့ဒီထက်မှခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ကျွန်တော်ဒီနေ့ရုပ်တံလေးနည်းနည်းလေးမြန်လေးပြောပါမယ်ဘာလို့လဲဆိုတော့ဒီနေ့ NCA ကိစ္စအဓိကပြောပါမယ်မနေ့ကကျွန်တော်ရုပ်တံမပြောပြတာလဲ NCA အတွက် NCA ဆယ်နှစ်ပြည့်အတွက်ကျွန်တော်ပြင်ဆင်စရာရှိတာတွေပြင်ဆင်နေရတာရဲ့နောက်ကျွန်တော်ဒီဘက်ကဘာတွေလုပ်အောင်လဲဆိုတော့ကျွန်တော်ပြင်ရတဲ့အချိန်ခါကြောင့်ကျွန်တော်နည်းနည်းလေးမပြောပြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ NCA နဲ့ပတ်သက်ပြီးတော့ဒီနေ့ဗိုလ်ချုပ်မှုကြီး NCA ညီလာခံမှာဘာပြောသွားလဲဆယ်နှစ်ပြည့်ညီလာခံမှာဘာပြောသွားလဲဆိုတာလေးကိုလည်းကျွန်တော်နှစ်ချုပ်ပြောပြပါမယ်လူတို့ချင်းပြောရတော့ NCA နဲ့ပတ်သက်လို့ရှိရင်ဗိုလ်ချုပ်မှုကြီးဒီနေ့ NCA ညီလာခံမှာသူမိန်ကွန်းပြောပြီးတော့နောက်ဆုံးအပိုပေါ့သူအမြဲတမ်းသူပြောနေကြတဲ့အပိုမိနစ်လေးမှာသူပြောရတဲ့ဟာလေးတွေမှာတစ်ခုဆိုရင်သူစိတ်မကောင်းဖြစ်တဲ့ပုံစံမျိုးသူမျက်နှာမှာအတန်မှာပေါ်ပါတယ်ကျွန်တော်တို့ကအနိကနေရလူဆိုတော့မျက်နှာမှာအတန်မှာပေါ်ပါတယ်ပြောရစိတ်မကောင်းဖြစ်မိတဲ့ပုံစံလေးကိုသူထုတ်ပြောတာလေးရှိပါတယ်ဆိုတော့အဲ့ဒါဘာလဲဆိုတော့တိုင်းပြည်ကိုသူပြောတဲ့စကားလုံးလေးကတော့ကောင်းပါတယ်ကျွန်တော်စကားလုံးလေးမှားမှဆိုလို့နော်တိုင်းပြည်ကိုတိုင်းပြည်ကိုမဖြစ်စည်းကြပါနဲ့ကိုတိုင်းပြည်ကိုမဖြစ်စည်းကြပါနဲ့ဆိုတော့သဘောမျိုးသူပြောရတဲ့စကားလုံးလေးရှိတယ်နော်အရှိမှလည်းသူပြောရတာရှိတယ်နွားကွဲရင်ကြားဆွဲမယ်ကြားဆွဲမယ်ဆိုတာမျိုးတွေပေါ့ဗျာဒါမျိုးလေးတွေလည်းသူကပြောပါတယ်တော်တော်လေးနွားကွဲရင်ကြားဆွဲမယ်အဲ့ဒါကိုဒါလည်းသိဖို့လိုတယ်ဆိုတာမျိုးတွေလည်းသူပြောပါတယ်နွားကွဲကြားဆွဲမယ်တဲ့အဲ့တော့အဲ့လိုခြေမျိုးမှာတိရနဲ့ငါလေးငါတို့ဘကိုးရောက်ဆိုတာမျိုးတွေမလုပ်သင့်ဘူးဆိုတာမျိုးတွေဘုံလုံးကြီးပြောတယ်ဆိုတော့ပြောရင်တော့ဘုံလုံးကြီးပြောတဲ့ဟာလေးကျွန်တော်အခုပြန်ပြီးတော့ကောက်ပြန်လုပ်ပြီးတော့ပြောရရင်တော့ကျွန်တော်နှစ်ချုပ်ထားပြီးသားလေးကျွန်တော်ပြောပါပေါ့နော်ဆိုတော့တစ်ဖက်မှာတော့သတင်းတွေကတော့ပေါ်လို့ရိုက်တယ်တစ်ဖက်မှာတော့သတင်းတွေကဘုံလုံးကြီးပြောတာကပြောတဲ့စကားလုံးအပေါ်မှာမူတည်ပြီးတော့တစ်ဖက်ကတော့ပေါက်တက်ကြရတယ်ပြောကြတာတွေရှိတယ်ပေါက်တက်ပြောတာရှိတယ်ပေါ့နော်ဆိုတော့ဥပမာဆိုကြပါစို့ဘုံလုံးကြီးရွေးကောက်ပွဲနဲ့ပတ်သက်လို့ရှိရင်လူရင်းပွိုင်ပေါ့နော်ရွေးကောက်ပွဲနဲ့ပတ်သက်ရင်ရွေးကောက်ပွဲကျင်းပလို့ရတယ်ပထမတစ်ဆင့်က102မြို့နယ်ကျင်းပမယ်လို့သူပြောထားတာရှိတယ်အဲ့တော့102မြို့ကျင်းပမယ်အဲ့ဒါကတော့102မြို့နယ်ပြီးရင်ဒုတိယအဆင့်ကမြို့100ကျင်းပပါမယ်ဆိုတော့မျိုးပြောပြီးတော့ရွေးကောက်ပွဲကဒီတနိုင်ငံလုံးတိုင်းတာနဲ့ရာနှုန်းပြည့်ကျင်းပလို့တော့မရဘူးဆိုတာမျိုးတော့သူကြိုတင်ပြီးတော့ဝန်ခံထားပြီးသားဖြစ်တယ်ဆိုတော့သူပြောတယ်ဒါပေမဲ့ရာနှုန်းပြည့်မရဘူးဆိုတာမျိုးကလည်းရွေးကောက်ပွဲကျင်းပခဲ့ပြီးရွေးကောက်ပွဲ300လုံးမှလည်းဒီတိုင်းပဲဖြစ်ခဲ့ဘူးတဲ့အတွက်သူ့အနေနဲ့လည်းပို့ပြီးတော့အရင်ကပြောမဟုတ်ဘူးဆိုတာမျိုးသူဒါကိုထည့်ပြောထားတယ်တစ်ချိန်တည်းမှာပဲဝန်ခံထားတယ်ပေါ့နော်နောက်တစ်ခုကအချိန်မှာပဲဒီကျန်တဲ့အကယ်၍ကြံနေခဲ့လို့ရှိရင်လေသူ3ချိန်ဆက်ကျင်းပလို့ကြံနေခဲ့လို့ရှိရင်လေ3ပိုင်းခွဲပြီးကျင်းပလို့ကြံနေခဲ့ရင်လေနောက်တက်လာမယ့်အစိုးရတွေကဆက်ပြီးတော့ဂျားပြရွေးကောက်ပွဲတွေကျင်းပပြီးတော့ဆက်ပြီးတော့ဖြစ်သွားမယ်သဘောမျိုးသူထည့်ပြောတယ်အဲ့အတွက်ပါတီတွေ59ပါတီရတယ်ဆိုတာတွေကိုယ်စားလှယ်900ကျော်ဆင်းရတယ်ဆိုတာတွေအဲ့ဒါတွေသူထည့်ပြောတယ်အဲ့ဒီမှာလဲကိုယ်စားလှယ်လောင်းတွေပတ်သက်လို့ရှိရင်တချို့သူပုံမှန်လည်းမပြောရမဲ့ပေါ့ဗျာသူကတော့နှုတ်ကတော့လူကြီးဆိုတော့မပြောတာရဲ့အတွက်မပြောတာရင်သူပြောလို့ချင်းတဲ့ဟာရှိမယ်သူရင်းနေတာကိုကျွန်တော်မှတ်မိလိုက်တာပါတီကိုယ်စားလှယ်လောင်း9000ကျော်လာတယ်ဒါပေမဲ့9000ကျော်ထဲမှာတချို့ကိုယ်စားလှယ်လောင်းတွေကကိုယ်စားလှယ်လောင်းလို့တော့မှပြောလို့မသိဘူးပေါ့ဗျာပြောရင်တော့တချို့ဟာတွေတော်တော်ကိုအရေးသွေးပိုင်းနိုင်တဲ့ဟာတွေပါကောက်ခဲ့ပြီးထိုးထည့်ဂျလုံးကလုံးတွေပါထိုးထည့်ပြီးတော့ထားရတဲ့သဘောမျိုးသူမပြောတမယ်လေးပဲသူစိတ်ထဲမှာဖြစ်သွားတာတွေ့ရတယ်ဒါလည်းတွေ့ရပါတယ်နော်ဆိုတော့ပြောရင်တော့ရွေးကောက်ပွဲနဲ့ပတ်သက်ရင်တော့သူတော်တော်လေးအားထက်ပြီးတော့စဉ်းစားဟောဖြစ်ထားတဲ့ပုံမျိုးသူပြောပါတယ်တစ်ချိန်တည်းမှာပဲသူဘာတွေကဖြစ်သေးလဲဆိုတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပဲနောက်တစ်ခါဘာဖြစ်လို့ဆိုရွေးကောက်ပွဲလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရမယ်ပြီးတော့စနစ်တကျဖြစ်ဖို့လေးပြောတယ်နောက်တစ်ခုကမဲပေးတဲ့ဆက်ကလုံးဝမှန်ကန်တိကျမှုလုံးဝဒီမဲအတုလို့ဘယ်လိုခေါ်မလဲမဲလိမ်မဲခုမဲမတမာမှုလို့မရတဲ့ဟာမျိုးဒါမျိုးဖြစ်အောင်သူလုပ်ထားတယ်ဆိုတာမျိုးတွေလည်းဗိုလ်ချုပ်မှုကြီးကပြောတယ်နောက်အဲ့ဒါမျိုးတွေလည်းသူပြောပါတယ်ဆိုတော့ပြောရရင်တော့မဲမတော်မှုဖြစ်အောင်ပေါ့ဗျာဒါလည်းသူကြကြနာသူစီစဉ်ထားတယ်ပြီးတော့တေချာလည်းအချိန်ကြီးကသူစစ်ဆေးပြီးတော့တေချာလုပ်ထားတယ်ဆိုတာမျိုးတွေသူထပ်ပြောပါတယ်နော်နောက်တစ်ခုကကျွန်တော်တို့နိုင်ငံသားတွေကဒီလက်နက်ကင်လမ်းစဉ်ကိုဖက်တွယ်ပြီးတော့လက်နက်ဆွဲကင်ပြီးတော့လူကျင်အောင်တောင်းဆိုတာမျိုးတဲ့ဆိုင်လက်နက်ကင်လမ်းစဉ်ကိုဖက်တွယ်ပြီးတော့လူမျိုးဆွဲဒေတာဆွဲကြီးမားသွားတဲ့ကိုယ့်ရဲ့ဆန္ဒတွေကိုရှေ့တန်းတင်ဦးစားဖန်တီးလုပ်ဆောင်မှုတွေကကိုဒေတာပြည်သူလူထုရဲ့ဘဝတွေနှိမ့်ချမှုတွေဖြစ်စေနိုင်တယ်အဲ့တော့ဖွံ့ဖြိုးမှုတော့ကြောင့်ဖြစ်စေနေတယ်ဒါကြောင့်မလို့တိုင်းပြည်ကိုအဲ့လိုမဖြစ်အောင်လို့ဝိုင်းဝန်းပြီးတော့ဒီဖွံ့ဖြိုးမှုနှိမ့်ချမှုတိုင်းပြည်မဖြစ်အောင်လို့လုပ်ကြဖို့ဒါကိုတွန်းအားပေးပြောဆိုတယ်ပြောချင်တာကိုတိုင်းပြည်ကအိန္ဒိယနိုင်ငံဘယ်နိုင်ငံနဲ့ရှင်ကျွန်တော်တိုင်းပြည်ကတဆင့်နှိမ့်ချနေတာကြီးကသူစိတ်ထဲစိတ်မကောင်းဖြစ်ရတယ်ဆိုမျိုးပြောတယ်အဲ့တော့သူတိုင်းပြည်မှာရှိတဲ့တိုင်းသားလူမျိုးစုအားလုံးဟာညီညွတ်တဲ့စုစည်းတိဆောက်မှရမယ်လူမျိုးအားလုံးကောင်းစားရေးဆိုတဲ့စိတ်မျိုးနဲ့သူလောက်အောင်ရမယ်ဆိုတာမျိုးတွေသူထည့်ပြောတယ်နောက်တစ်ခုကလွတ်လပ်မရခဲ့တဲ့လွတ်ရပြီးတဲ့အခြေမျိုးချီဖွံ့ဖြိုးမှုတွေအားနည်းသလိုတခါပြိပခါတွေနဲ့ကျွန်တော်တောက်လျှောက်ရှင်သန်နေတာတွေကဒါကြီးအဆင်မပြေဘူးပေါ့ဗျာနောက်ပြီးတော့ကိုယ်နိုင်ငံတန်တာရတွေဖွံ့ဖြိုးတိုးတက်တယ်ရည်မီတော်တော်ကောင်းတယ်စိုက်ပျိုးမှုလုပ်ငန်းတွေကောင်းတယ်ဒါပေမဲ့လည်းပြဿနာကဖွံ့ဖြိုးမှုနှိမ့်ချနေတဲ့အကြောင်းကြီးကကျွန်တော်တို့မေးချမ်းမှုတည်ငြိမ်ချမ်းမှုမရှိတာတွေပေါ့ဆိုတော့အဲ့ဒါတွေဖြစ်နေတာကိုသူကပြောတယ်အဓိကတော့တိုင်းပြည်ရဲ့ပဂရိလိုအပ်ချက်ကဘာလဲလို့မေးတည်ငြိမ်ချမ်းရေးဆိုတော့သူပြောသွားတယ်ဆိုတော့ဒါလည်းခင်ဗျားတို့ကျွန်တော်ကြားမှာပြောရင်မှန်လားဆိုတော့ဘုရားကြီးပြောတာတိုင်းပြည်ရဲ့တည်ငြိမ်ချမ်းရေးကပဂရိလိုအပ်ချက်ဖြစ်နေတယ်ဒါကြောင့်မို့တည်ငြိမ်ချမ်းရေးကိုသူတို့အားထည့်ပြီးတော့စူးစမ်းပန်းစားလုပ်ကင်နေတယ်ပ
ပိုပြီးတည်ငြိမ်အောင်ဖြစ်လာအောင်လည်းသူလည်းမကြခင်မှာအကောင့်တွေပေါ်ဆက်ပြီးကြိုးစားပေးမယ်ဆိုတာမျိုးဗိုလ်ချုပ်ကြီးကသူထက်ပြီးတော့သူပြောတယ်ပေါ့နော်ပြောသွားပါတယ်ဆိုတော့ NCA ဖြစ်ပေါ်လာပုံဒီနောက်2008ဖွဲ့စည်းပုံအခြေခံဥပဒေပေးထားတဲ့ပေးထားချက်တွေတိုင်းနယ်ပြည်နယ်တွေအသီးသီးမှာရပိုင်ခွင့်ရှိတဲ့အခွင့်အရေးတွေအခွင့်အလမ်းတွေဒါတွေကိုလည်းသူပြောထားပြီးတယ်ပြောထားတယ်ပြီးတော့လာမဲ့လွတ်တော်ကြလို့ရှိရင်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရမယ့်ဟာတွေသူပြောတယ်ပြင်ရမယ့်အချက်တွေပါရပြီဆိုတော့သူပြောတယ်ပြင်ရမယ့်အချက်တွေသူရပြီအဲ့ဒီအချက်တွေအလုံးကိုသူတို့အချိန်ချင်းခါခါတိုင်းသားပါတီတွေsorry တိုင်းသား EO တွေနိုင်ငံရေးပါတီအားလုံးနဲ့သူဆွေးနွေးအချိန်ချင်းခါဆွေးနွေးပြီးတဲ့နောက်တွေ့ရှိထားတဲ့အချက်တွေတော်တော်များများကိုသူတို့မှတ်တမ်းပြုစုပြီးတော့လာမဲ့လွတ်တော်ကြရင်အဲ့ဒါအစိုးတင်သွင်းပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ကိစ္စတွေပါသူပြောတယ်ဆိုတော့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ကိုသူတို့ကအသင့်ဖြစ်နေတယ်တမတော်ဘက်ကဒါကိုလည်းသူပြောတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကနောက်တစ်ခုကဘာလဲဆိုတော့ဒီတိုင်းပြည်ကိုတော့မဖြစ်မနေသူဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုတိုင်းပြည်မဖြစ်မနေတည်ဆောက်သွားမယ်ဆိုတာမျိုးလေသူပြောတယ်လာမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်ရင်တော့ဒီလုံခြုံရေးတွေပုံမကောင်းမွန်လာအောင်လည်းသူလုပ်မယ်ပေါ့ဗျာနော်နောက်တစ်ခုကကျွန်တော်တို့ပြည်သူလူတွေလည်းစင်ကျင်တုံတရားနဲ့မဲပေးတဲ့ဓလေ့မျိုးကိုအကောင့်ထဲပေါ်သွားဖို့လိုတယ်ဆိုတာမျိုးသူကထည့်ပြောတယ်နော်ဆိုတော့ငြိမ်းချမ်းရေးနဲ့ပတ်သက်လည်းငြိမ်းချမ်းရေးရကျင်တဲ့ဆန္ဒရှိရင်ငြိမ်းချမ်းရေးရကျင်တဲ့စိတ်နဲ့အားကျုံမှန်တဲ့တကယ်လုပ်မယ်ဆိုရင်ငြိမ်းချမ်းရေးရနိုင်တယ်ဖြစ်အောင်လုပ်နိုင်တယ်ငြိမ်းချမ်းရေးကိုရကျင်တဲ့စိတ်ဆန္ဒပြင်းပြတဲ့စိတ်မျိုးရှိပြီးတော့တကယ်ငြိမ်းချမ်းရေးလုပ်ချင်တဲ့စိတ်ရှိပဲဆိုရင်ကောင်းတယ်ပေါ့ဗျာဒါမျိုးတွေသူဘုံချုပ်မှုကြီးကပြောတယ်ပေါ့နော်ဆိုတော့ပြောရင်နောက်တစ်ခါတိုင်းသားတွေလည်းငြိမ်းချမ်းရေးကိစ္စတွေပြောတဲ့အခါမှာတိုင်းပြည်ဖွံ့ဖြိုးရေးပြောတဲ့ကိစ္စမှာတိုင်းပြည်တည်ဆောက်ရေးကိစ္စမျိုးသားပြန်လည်ရေးဆွေးကိစ္စပြောတဲ့အခါမှာစသဖြင့်နိုင်ငံနဲ့ပတ်သက်တဲ့ကဏ္ဍလည်းပြောတဲ့အခါတိုင်းမှာကိုဖြစ်ချင်တာတွေကြီးပဲပြောနေမယ်အစပေါ့နော်တိုင်းသားတွေအကုန်လုံးကကိုဖြစ်ချင်တာကြီးပဲပြောနေမယ်အစဖြစ်နိုင်တာတွေကိုလည်းပြောဖို့ဆိုတာမျိုးသူကဘုံချုပ်မှုကြီးကပြောတယ်ပြောရင်လွင်ရင်ပြောရင်တော့ဖြစ်နိုင်တာတွေဘက်ကဖြစ်နိုင်တာတွေပြောရင်ကျွန်တော်ဘက်ကလုပ်ပြီးမယ်တိုင်းသားတွေနဲ့သက်ဆိုင်ရာပုံကိုယ်တွေဘက်ကလည်းဖြစ်နိုင်တာတွေကိုပဲပြောကြဆိုကြလုပ်ကြဖို့ပြောချင်တယ်တဲ့မဖြစ်နိုင်တာတွေရှောက်ပြီးတော့ပြောနေလို့လုပ်လို့မရတော့ဘူးတဲ့ဥတည်ချက်မှန်ကန်စွာလုပ်ဖို့လည်းလိုပါတယ်တဲ့တိုင်းသားတွေတောင်းဆိုချက်ကိုပြောတဲ့အခါမှာလည်းနိုင်ငံရေးစင်မြင့်ဖြစ်တဲ့လွတ်တော်မှာပြောနိုင်တာကတော့အကောင်းဆုံးဖြစ်ပါတယ်ဆိုပြီးဘုံချုပ်မှုကြီးကပြောတယ်ပြီးတော့ဒါတွေကိုပြောပြီးတော့နောက်ပညာရေးနေပါမှုပြဿနာတွေပြောတယ်တိုင်းပြည်မှာဖြစ်နေတဲ့ပြည်ပခါကြောင့်ပညာရေးကနေပါသွားတယ်နေပါသွားတဲ့အခါမှာပြန်ပြီးဆွဲတင်ဖို့တကြိုးစားတယ်အခုစာသင်ကျောင်းတွေတက္ကသိုလ်တွေပြန်ဖွင့်ရတယ်အခုကြောင်မဲဆိုရင်မကြခင်မှာရတဲ့အခါမှာရချင်းသိမကြဘူးကျောင်းတွေမဖြစ်နေရအောင်ဖွင့်ဖို့သူအသေးအံရအောင်လုပ်ခိုင်းတယ်ကျောင်းတွေရအောင်ဖွင့်တယ်ဟိုလွိုင်းကောဆိုလည်းပြန်ဖွင့်တယ်တခြားတက္ကသိုလ်တစ်ခုလည်းသူပြန်ဖွင့်ဖို့ကြိုးစားနေတယ်ဆိုရင်လာရှိုးကိုပြောကြတယ်ဖြစ်မှာပါစသဖြင့်သူတက္ကသိုလ်တွေပြန်ဖွင့်ဖို့လည်းကြိုးစားနေတယ်ကျောင်းတွေကိုစာသင်ကျောင်းတွေကိုပြန်ဖွင့်နိုင်တယ်လို့ဖွင့်ဖို့သူကြိုးစားနေတယ်ဆိုတာမျိုးတွေသူကပြောတယ်ပေါ့နော်နောက်တော့သူအဓိကပြောချင်တာတော့သူအလေးနဲ့ပြောပြရစီတဲ့အဲ့ဒီနေရာကျွန်တော်ပြောချင်အဲ့ဒီနေရာသူအဲ့နေရာမှာကျွန်တော်တို့ဒီစီဝေးတွေမှာခန်းတိုင်းတွေမှာရှိနေတော့ကျွန်တော်မြင်ရတယ်သူပြောတယ်ကျွန်တော်လေးနဲ့ပြောပြရစီတဲ့ကျွန်တော်လေးနဲ့ပြောပြရဆိုတဲ့စကားကသူလေးနဲ့ကိုပြောနေတာဘာပြောလဲဆိုတော့ကျွန်တော်တို့နိုင်ငံကိုဒုက္ခရောက်အောင်တော့မလုပ်ကြဘူးပြောချင်ပါတယ်တဲ့တိုင်းပြည်ကောင်းအောင်လုပ်ကြဖို့ပူးပေါင်းဆောင်ရွက်ပေးကြဖို့ပြောလိုပါတယ်တဲ့ကျွန်တော်တို့နိုင်ငံကိုဒုက္ခရောက်အောင်မလုပ်ကြဘူးကျွန်တော်တို့ခင်ဗျားတို့ကျွန်တော်တို့တဝချင်းစီကကိုယ်နိုင်ငံကိုဒုက္ခရောက်အောင်ပြန်လုပ်နေကြတဲ့အလုပ်တွေဘယ်သူမှထပ်မလုပ်သင့်တော့ no more conflict ပေါ့နော်ဖြစ်တဲ့ no more conflict ပေါ့ကျွန်တော်တို့နောက်ထပ် conflict တွေမလိုချင်တော့ဘူးနောက်ထပ်ကျွန်တော်တို့စိတ်ဝင်ကွဲမှုထွေးစိတ်ဝင်ကွဲမှုတွေမလိုချင်တော့ဘူးပြောချင်တာကိုယ်နိုင်ငံကိုပြန်ဒုက္ခပေးနေတဲ့အလုပ်တွေကိုယ်နိုင်ငံကိုဒုက္ခရောက်အောင်လုပ်တဲ့အလုပ်တွေမလုပ်ကြပါနဲ့တော့လို့သူဒါကိုပြောတယ်ဗျအဲ့ဒါကတော့သူ့ရဲ့စိတ်ထဲမှာသူတကယ်ကိုခံစားချက်ရှိနဲ့သူပြောသွားတာကိုတွတ်တွေ့ရတယ်ဆိုတော့ဒါကိုကြည့်ပြီးတော့ကျွန်တော်တို့အော်လို့ဒါဘာပြောဘုံကြုံကြီးလဲသူကြည့်ရတာသူတတန်တစ်လျှောက်မှာသူလုံရင်းကိုင်းနဲ့တချို့ဟာလေးသူမခံနိုင်တော့လို့ထင်တယ်သူထုတ်ပြောလာတဲ့သဘောပေါ့နော်ဆိုတော့ဒါလေးကြည့်ပြီးတော့စိတ်ထဲမှာအဲ့လိုဖြစ်ပါတယ်နော်အဲ့တော့ဒါကတော့ဘုံကြုံကြီးပြောသွားတဲ့စကားတွေပေါ့ဗျာပြောသွားတဲ့စကားတွေပေါ့နော်ဆိုတော့ဘုံကြုံကြီးရဲ့အဲ့လိုပြောသွားတာတစ်ပိုင်းပေါ့နော်ကျွန်တော်တို့အဲ့ဒီမှာ NCA ညီလာခံကိုဘယ်သူတွေတက်တယ်လဲဘယ်သူတွေမတက်ဘူးလဲဆိုတဲ့ကိစ္စပေါ့နော်ဆိုတော့ NCA ညီလာခံတက်လာတဲ့သူတွေထဲမှာသာတဲ့ဟိုတည့်တဲ့အတိုင်းပဲ NCA လက်မှတ်ထိုးစဉ်ကအတိတ်တည်းဖြစ်ခဲ့ဘူးတဲ့ပုံကိုယ်တွေဥစိုးစံလိုပုံကိုယ်မျိုးတွေပါတယ်ပေါ့ဗျာနမူနာပေါ့နောက်တစ်ခါဒီဘာဒီမူရူစေပိုးလိုပုံကိုယ်မျိုးတွေနော် Prosoft ရွှေမောင်းလိုပုံကိုယ်မျိုးတွေဒါကြီးတက်လာပါတယ်ဒီလိုပဲဟိုဒီ UWSA ကလူတွေလည်းတက်တယ်မိုင်းလာကလည်းတက်တယ် SSPP ကလည်းလာတက်ပါတယ်ဒီလိုပဲခင်ဗျားတို့ဇကုံတရင်တော့ဥစကုံတရင်တော့လာတက်တယ်ကျမ်းမာရေးမကောင်းကျွန်တော်တို့ရှိမှတင်ထားပါတယ်ဗီဒီယိုဖိုင်သူ6တော့တုံးချိနဲ့မနေ့ရှောက်ရတယ်ဘေးက2ယောက်တွဲရှောက်အဲ့ဒါဥစကုံတရင်သူကိုတိုင်လဲလာတက်တယ်ဥစကုံတရင်တော့လာတက်တယ်နောက်တစ်ခုကတခါဥရွှေမန်းကျွန်တော်တို့ရဲ့ပြည်သူ့လူတော်ဥက္ကရာကြီးဥက္ကရာဟောင်းပေါ့နော်ဥက္ကရာကြီးပေါ့ပြည်သူ့လူတော်ဥက္ကရာဖြစ်ခဲ့တဲ့သူနော်ဟိုကျွန်တော်တို့ဒီဥက္ကရာကြီးဥက္ကရာဖြစ်ခဲ့တဲ့ဥရွှေမန်းသူတော်ဥရွှေမန်းပေါ့နော်သူလာတက်ခဲ့တယ်နောက်တစ်ခါဒီဥတီခွန်မြတ်ဆိုတာလက်ရှိပြည်သူ့လူတော်ဥက္ကရာဥတီခွန်မြတ်လာပါတယ်တစ်ချိန်တည်းမှာပဲဒီဘယ်သူတွေပါသေးလဲဆိုတော့ဟိုဒုသမရတွေပေါ့နော်ရခိုင်တော့ဒုသမရဖြစ်တဲ့ဒေါက်တာစိုင်းမောက်ခန်းတို့ဦးညံဝင်းဦးညံထွန်းတို့ပါလို့ပေါ့နော်ဦးညံထွန်းတို့သူတို့လည်းလာတက်ပါတယ်အဲ့လိုပဲရခိုင်ချင်းချင်းလုပ်ခဲ့တဲ့ဝန်ကြီးဦးအောင်မင်းတို့ကအစတိုင်းသားလက်နက်ကိုင်ဖွဲ့ဆိုလေဒီအစုံအောင်လာတက်ကြတယ်တကယ်တမ်းကျတော့မတက်ကြတယ်ဘူးလို့ပြောရမှာခက်တယ်ပေါ့နော်ဥပမာဆိုကြပါစို့
တကယ်တိတိကျကျမတက်ဘူးလို့ပြောနိုင်တာက KNU တိတိကျမတက်ဘူးလို့ပြောလို့ရတယ်ဒါတော့ပါတီစုံမှုလူစေဖို့လို့ဆော့ချီမောင်တို့လာသွားတဲ့အတွက် KNU ရဲ့ရခင်ခေါင်းဆောင်ဟောင်းတွေခေါင်းဆောင်တွေလာသွားတဲ့အတွက်မတက်ဘူးလို့ယာတုံးပြပြောလို့မရဘူးဆိုကွယ်ထူးဝင်းတို့စောတော်နီတို့အုပ်စုတွေက KNU ရဲ့ခေါင်းဆောင်တွေမဟုတ်ဘူး KNU ရဲ့ခေါင်းဆောင်တွေမဟုတ်ဘူးသူတို့ကကရင်မျိုးသားတွေရဲ့ခေါင်းဆောင်မဟုတ်ဘူးပါတီစုံမှုလူစေဖို့နဲ့ဆော့ချီမောင်ကတော့ကရင်မျိုးသားတို့ရဲ့ခေါင်းဆောင်ကွယ်ထူးဝင်းနဲ့တော်နီတို့ကကြတော့ KNU ဆိုတဲ့အဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင်တာလည်းဖြစ်တယ်လက်ရှိခေါင်းဆောင်သူတို့ကမကြိုင်ပြုတ်မဲ့ခေါင်းဆောင်ပြောချင်တာရွေးကောက်ပွဲသူတို့ရှိ KNU ရွေးကောက်ပွဲပြန်လို့ပြန်ပြုတ်မဲ့ဟာတွေအဲ့တော့ဒါပေမဲ့ဘယ်ချိန်ဖြစ်ဖြစ်မပြုတ်တော့မဲ့သူကစောမှုလူစေဖို့တို့စောချီမောင်တို့ကကရင်မျိုးသားခေါင်းဆောင်ဖြစ်နေလူတွေကအတိမပြုတ်လာပြီဆိုတော့သူတို့တွေလာသွားတယ်ကရင်နဲ့ကိုစားပြီးနောက် DKB ကလာတယ် KNU PC ကလာတယ်နောက်တစ်ခါဒီဒေါ်စောမြတော်သားလင်းတို့လာတယ်ခုံးဥက္ကာကြီးဥခုံးဥက္ကာကြီးတို့လာတယ်စသဖြင့်ပေါ့နော်စသဖြင့်အဲ့လိုအဖွဲ့တွေအများကြီးလာတကယ်မလာဘူးလို့ပြောမယ်ဆိုတော့တဲ့ CNF လို့ဟာမျိုးမလာဘူးလို့ပြောလို့ရတယ်ဒါတော့ဥစိုးစံတို့ဘာလို့ဒီဘက်ကလာသွားသေးတယ်ကချင်းနဲ့ပတ်သက်ပြောတာဒါတော့ okay တခါဒီဘက်မှာဒီဘာရှိမလဲဆိုတော့ABSDF ဆိုလို့ရှိရင်လည်းကိုမျိုးဝင်းတို့ဘာလို့လာတာတွေ့ရတယ်ဒါပေမဲ့ဟိုဘက်ကတန်ခဲတို့ဘာလို့ဟိုဘက်ကျန်တဲ့ဖွဲ့တွေကြမ်းသေးတယ်ဟိုမှာအဲ့တော့ဘာတွေမှတော့မသိဘူးမလာဘူးဆို CNF လို့ KNU လို့ဟာမျိုးနဲ့တစ်ဖွဲ့ပေါ့နော်ဒီဘာခေါ်လဲဒီတစ်ဖွဲ့ရှိမျိုးပေါ့သုံးဖွဲ့လောက်ပဲမလာဘူးလို့ပြောပြမယ်ကျန်တဲ့ချင်းချင်းကွဲနေတာဟိုးဆိုလေဥက္ကုံကနဲ့သူကွန်ပျူတာအုပ်စုကွဲတယ်နှချမ်းကွဲတယ်လာဟုဆိုလဲ LDU ဆိုလဲနှချမ်းကွဲတယ် Mon MSP ဆိုလဲနှချမ်းကွဲနေတယ်ကဲအဲ့လိုမျိုးကွဲနေတယ် DKBA ဆိုလဲ DKBA ကအကုန်လာတယ် KNU-PC လာတယ်ကဲအဲ့လိုမျိုးတွေအများကြီးလာတဲ့အတွက်ခုနတဖွဲ့သူတို့6ဖွဲ့ပေါင်းပြီးစာထုတ်တယ်ဆိုတဲ့ကိစ္စကရှင်းပြရင်တော့သူတို့6ဖွဲ့ထုတ်တာစာပဲထုတ်နိုင်တာဘာမှအဆင့်တန်းအရာဖြင့်မရှိဘူးပြီးတော့နိုင်ငံတော်ဖွဲ့စည်းတွေမလာပါနဲ့ပြောနေပြီပဲပြောပွင့်လိုက်ပြောရင်တန်ယုံပေါင်း20ကျော်ကကိုယ်စားလှယ်ပေါင်း30ကျော်လာတက်တယ်တန်မအဆင့်တွေတန်ယုံအကြီးကဲတွေလာတက်သွားတယ်ဒီနေ့လာသွားတာတန်ယုံပေါင်း20ကျော်ကတန်ကိုယ်စားလှယ်ပေါင်း30ကျော်လာတက်သွားတယ်တန်အမတ်တွေကြီးပဲမနေဘူးလာသွားတယ်နော်လာတော့တော်တော်လာသွားတယ်စုစုပေါင်းဒီအခမ်းအနားကိုလာတက်တဲ့ဦးကြီးက1050ကျော်တယ်လူ1100နီးပါးလာသွားတယ်ကဲဘာပြောနိုင်သေးလဲလူ1100နီးပါးကဘယ်လိုလဲလို့မေးသူကတိုင်းသားလက်နက်ကိုင်လို့ခေါ်တဲ့ EU အလွှာတွေကလည်းလာတယ်နိုင်ငံရေးပါတီဆိုတဲ့အလွှာတွေလည်းလာတယ်စီဝါရေးအသင်းအဖွဲ့အစည်းတွေကပုံကိုယ်တွေလည်းလာတယ်ရုပ်ရှင်သဘင်ဂီတဘက်ကလူတွေလည်းအသင်းအဖွဲ့ကိုယ်စားလှယ်တွေလည်းလာတယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့မီဒီယာကိုစားပြုကိုယ်စားလှယ်တွေလည်းလာတယ်တတ်သိပညာရှင်တွေလည်းလာတယ်ငြိမ်းချမ်းရေးဖိုရမ်တွေငြိမ်းချမ်းရေးစည်းဝေးတွေမှာပုံမှန်တက်ရောက်နေတဲ့ပုံကိုယ်တွေလည်းလာတယ်ပြီးတော့ပြီးခဲ့တဲ့ငြိမ်းချမ်းရေးကာလတစ်ချောင်းစူးစမ်းပတ်သက်လုပ်ပေးခဲ့တဲ့ဒီ GMC လိုမျိုးဟာတွေနောက်တစ်ခါဒီ NS ဟိုအရင်က NRC ပေါ့sorry NRPC လိုမှလုပ်ခဲ့တဲ့လူတွေအဲ့လူတွေလည်းအကုန်လာတယ်ကဲစသဖြင့်အဖွဲ့အစည်းပေါင်းပုဂ္ဂိုလ်ပေါင်းထင်ရှားသူပေါင်းနိုင်ငံရေးရပုဂ္ဂိုလ်ရေးအကုန်ထင်ရှားသူပေါင်းများစွာရခိုင်ဝင်ကြီးဟောင်းတွေလည်းလာကြတယ်ဆိုတော့အဲ့လိုပေါင်းလူပေါင်း1100နီးပါးလာပြီးတက်ရောက်သွားတယ်ဆိုတော့နိုင်ငံတကာအတာတမန်တိုင်းဝဲကလည်းခုနတခြားဒီတိတ်ရှိကျွန်းလိုပုဂ္ဂိုလ်တွေလာတယ်တခါအိန္ဒိယရဲ့ကိုစားပြုကိုယ်စားလှယ်ဖြစ်နေအိန္ဒိယတမကြီးလာပြီးတော့ထိုင်းရလည်းထိုင်းရကိုယ်စားလှယ်လာပြီးသွားတယ်ပြီးရင်ဖိုရမ်မှာဆွေးနွေးမှလည်းပညာရှင်တွေပြည်ပပညာရှင်တွေအများပြလာသွားတယ်အဲ့တော့အဲ့ဒီပညာရှင်တွေအကုန်လာသွားတဲ့အတွက်ဒီခုနဒီပွဲကိုလာတက်လို့ဘာဖြစ်တယ်ညာဖြစ်တယ်ပြောနေတဲ့အုပ်စုတွေနဲ့ဒီမှာတကယ်အခမ်းအနားလုပ်တဲ့အုပ်စုတွေနဲ့ဘသူကပါလဲအဖြေထွက်တာဘသူကပါလဲဖြစ်ထွက်တာအဲ့ဒါအဖြေပဲဆိုတော့တချို့ကိစ္စတွေမှာပေါက်လို့ပဲသားတွေထိုင်ပြောနေတဲ့ဟိုတော်တော်နီတို့အုပ်စုတွေကွယ်ထူးတို့အုပ်စုတွေနဲ့အဲ့ဒီ6ဖွဲ့ဆိုတော့ဘာမှမသိတဲ့အဖွဲ့တွေကပေါက်လို့ပဲသားတွေကလမ်းဘေးစရိုက်တွေပြောနေကြပြီလမ်းဘေးမှာခွေးအောင်ဆိုတော့ဟောင်းကြပြီမယ်ဒီမှာခန်းခန်းနာနဲ့ကြောက်ရနာကျွန်တော်ဒီမှာဆွေးနွေးပြောဆိုနေကြတယ်ကျွန်တော်တို့ကလည်းဒါရှင်းပြရအောင်သေချာကြည့်ပြီးတော့ဟောဒါတော်တော်လေးကိုခန်းခန်းနာနဲ့စနစ်တကျနဲ့တကယ်ကိုနိုင်ငံတကာအတိမတ်ပြုပုံတက်တယ်ဆိုတော့ကျွန်တော်မြင်သွားတယ်နိုင်ငံတကာအတိမတ်ပြုနိုင်ငံပေါင်း20ကျော်အတိုင်ဟုတ်တာတမိုင်းလာကြကြောင်းမှမရှိတာဟုတ်လားရှင်းရှင်းလေးပြောအခုလာသွားတယ်အကုန်လာသွားတယ်ဆိုတော့ဒါအဖြေပဲဆိုတော့နောက်တစ်ချက်ကခုစောတော်နီတို့ဘာလို့ဆိုဒီနေ့ဆိုထပြီးတော့သူတို့ရဲ့ဒီ KIC မှာထဖြည့်နေတယ်လာတက်တဲ့ KNU ခေါင်းဆောင်တွေကိုသူကအတာဝန်မရှိတဲ့ပုံစံမျိုးတွေဒီလူတွေကဘာဖြစ်တယ်ညာဖြစ်တယ်အပြစ်ဒဏ်တင်တယ်ကျွန်တော်အဲ့ဒါနဲ့ဟိုထားတော့နာမည်ပြောတော့နော် KNU ကထိပ်ပိုင်းကောင်တော်တွေကိုသွားစကားပြောတယ်သွားစကားပြောပြီးအဲ့လိုပြောနေဟမ်ဟုတ်လားတဲ့ကျွန်တော်တို့ပထမထုတ်ထားပြီးမဟုတ်လားမဟုတ်ဘူးတဲ့မဟုတ်ထုတ်ထားပြီးဆိုရင်သူတို့အဖွဲ့မရှိနေပြောပြန်တယ်လို့ထုတ်ထားပြီးလို့ဖွဲ့ပြီးလို့သူကဘာပြောလို့ဒီလိုပဲဗျာတဲ့သူတို့ကဒီလိုပြောချင်တယ်ရှောက်ပြောနေကြတာပဲပြောချင်တယ်ရှောက်ပြောနေတယ်ကျွန်တော်ခေါင်းထဲထည့်နေဘူးဒီဟာတွေပြောချင်တာပြောနေသူတို့ပြောချင်တာပြောကျွန်တော်တို့လည်းလှုပ်ရှားရှိရကျွန်တော်ဆက်လုပ်နေတယ်ဒါပဲသူကရှင်းရှင်းလေးပဲဆိုတော့ဒါကသူတို့ရဲ့ဟိုသူတို့ရဲ့အမြင်တွေပဲပုံနဲ့ပြောရတော့ပါတီကြီးဆောင်မှုတွေကိုစစ်ဖို့ဆိုရင်စင်မောတက်ပြီးတော့သူပြောသွားတယ်ငင်းချိုင်းကြီးကိုစိတ်တကယ်ရှိပြီးတော့တင်းတင်းကြနဲ့ပြန်တိဆောက်ပြီးတော့ကိုယ့်လက်ထက်မှာရှိတဲ့ငင်းချိုင်းကြီးကိုစိတ်တကယ်ပြန်ဆက်လက်တိဆောက်ပြီးလောက်ကင်သွားဖို့ဆိုတော့မျိုးပါတီဆောင်မှုစစ်ဖို့ပဲဆက်ပြောသွားတယ်ပြောကြငင်းချိုင်းကြီးတို့ကသူဆက်ပြီးစုပ်ကိုင်ပြီးတော့သွားမယ်ဆိုတော့သူကဆက်ပြောသွားတယ်ပါတီဆောင်မှုစစ်ဖို့ဒီလိုပဲဗိုလ်ချုပ်မှုကြီးကတော့မိန်ကုန်းပြောတာပြီးတော့ဦးအောင်မင်းဆိုလဲဒါသူကြံပြုတ်သွားတဲ့အချက်5ချက်သူပြောသွားတယ်အချက်5ချက်ကိုလည်းကျွန်တော်တို့ Telegram မှာတင်ပြီးသွားပြီပြောတာ video file လိုက်တင်ပြီးထားတယ်ဆိုတော့အဲ့ဒါရှိတယ်နောက်တန်တမန်တွေ3ယောက်ထိုင်းတရုတ်အိန္ဒိယ3နိုင်ငံရဲ့ကိုယ်စားလှယ်တွေပေါ့နိုင်ငံရဲ့ကိုယ်စားလှယ်တို့နိုင်ငံ3နိုင်ငံကျွန်တော်တို့ရဲ့အိန္ဒိယတ
တရုတ်အိန္ဒိယအိန္ဒိယထိုင်းအင်အားကြီးအိန္ဒိယနိုင်ငံနဲ့တကယ်အရေးပါတဲ့နိုင်ငံ3နိုင်ငံပေါ့ကျွန်တော်တို့အိန္ဒိယ9နိုင်ငံရှိတယ်9နိုင်ငံထဲမှာလာအိုနဲ့ဘင်္ဂလားဒေ့ရှ်ကလွဲပြီးကျန်တဲ့3နိုင်ငံကျွန်တော်တို့ရဲ့နိုင်ငံအတွက်ကအသက်တမြအရေးကြီးတဲ့နိုင်ငံတွေဖြစ်တယ်ဆိုတော့အဲ့ဒီနိုင်ငံ3နိုင်ငံကိုစားပြီးကိုယ်စားလှယ်တွေကဘာပြောသွားလဲဘာတွေပြောလဲရှင်းလေးပဲသူတို့အားလုံးမြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြိပခါတွေကိုသူတို့ကြည့်မကြိုက်ဘူးဟိုတရုတ်တို့ဘာလို့ဆိုတော့ဒီပြိပခါတွေကနေစစ်မီးတွေကူးဆက်ပြဿနာတွေဖြစ်တို့ရှင်းကို development လုပ်လို့မရတဲ့အချင်းခင်းချင်းတွေကိုတရုတ်ကထောက်ပြတယ်ဒါတွေကိုဆက်မဖြစ်စေချင်တော့ဘူးအိန္ဒိယကလည်းဒီလိုပဲသူတို့ကူညီတယ်လိုအပ်တဲ့ဟာတွေကိုလိုက်လုပ်ပေးတယ်မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ငြိမ်းချမ်းရေးနဲ့ပတ်သက်သူတို့ဘလို့ကူရမလဲလိုက်ကူတယ်တတ်နိုင်တော့ဖြစ်တယ်ပြီးရင်မြန်မာနိုင်ငံမှာအဲ့ဒီငြိမ်းချမ်းရေးဆက်ပြီးတော့ငြိမ်းချမ်းရေးဆက်ကိုသွားနေရမယ်ငြိမ်းချမ်းရေးရတာအရေးပါတယ်ခုနဒီလက်နက်ကင်ပြိပခါတွေပြောတယ်မလို့ကျွန်တော်ရဲ့ပုံစံမျိုးကိုဒီတန်တမန်တွေကလည်းတရားဝင်ထုတ်ပြောတယ် publish ဟိုလူသိထင်ရှားနိုင်ငံသိသက်ဆိုင်ရာနိုင်ငံသီးသီးကသိလူသိထင်ရှားထုတ်ပေါ်ပြောကြလာတယ်ဒါတွေကသူတို့ရဲ့ပြောချက်ချက်တွေဖြစ်တယ်အဲ့တော့လိုပဲပြောဒီငြိမ်းချမ်းရေးဒီညီလာခံ NCA ညီလာခံကြီးရဲ့10နှစ်ပြည့်ခန်းနာကပုံလည်းပြောတယ်ခန်းနာနဲ့ကောင်းကောင်းမွန်နဲ့ဒါအောင်မြင်နဲ့ပြီးသွားတယ်အဲ့မှာညီရန်တို့ဘာလို့တက်လာတယ်ညီရန်တို့ဘာလို့တက်လာလဲဆိုကျွန်တော်တို့ဒီမီဒီယာတွေဝိုင်းမေးတဲ့ခါမှာညီရန်ဖြေတယ်သူကတော့ဒီလိုပဲပတ်ပြီးဖြေတော့ဘလို့မမေးသူပတ်ဖြေတာတော့ UWS သူ့ကိုဟိုမှားလိုက်တယ်ထင်ပါတယ်ကြည့်ရတာဟိုအပေါ်ကဟိုကနေသူမှားလိုက်တယ်ထင်ပါတယ်မင်းဘာမင်းဖြေရမှာတစ်ခုပဲဆိုပြီးမှာပြီးအဲ့တစ်ခုပဲထပ်ပတ်ဖြေနေတယ်ဆိုလိုတာရွေးကောက်ပွဲကို UWS ကထောက်ခံတယ်အပြည့်အဝထောက်ခံကူညီမယ်ဒါပဲ UWS ကရွေးကောက်ပွဲအပြည့်အဝထောက်ခံကူညီမယ်လို့ကိုပြောတယ်ဒီလွမ်းထောက်ခံကူညီမယ်ရွေးကောက်ပွဲထောက်ခံကူညီမယ်လို့သူပြောလာတယ်တစ်ချိန်တည်းမှာပဲသူတို့နဲ့ဒီနောက်ထပ်စစ်မီးတွေပြီးသွားတယ်မဖြစ်ချင်တော့ဘူးဒါပဲပြောတယ်ဒီနှစ်ချက်ပဲကျွန်တော်အများကြီးမေးလို့မရအောင်ဒါပဲအဲ့တော့ကျွန်တော်မေးလို့မရတဲ့ကျွန်တော်တို့ဒီလောက်ပေါ့နော်ပြီးတော့အခြေအနေကလည်းကျွန်တော်တို့ရလာတဲ့အခြေအနေကလည်းနည်းပါတယ်ရလာအခြေအနေတဲ့ခါကျနည်းဆိုတာမှဆိုကြပါစို့အခမ်းအနားကျင်းပဖို့လူကြီးတွေလာတယ်တက်တယ်လက်မှတ်ထိုးတယ်ပြင်းနေစင်းနေဝင်ကြထွားကြလိုက်ကြအဲ့မှာတယောက်တော့နှုတ်ဆက်ကြဆိုကျွန်တော်မီဒီယာတွေလည်းအလိုက်မသိပဲစွတ်မေးလို့မရဘူးတခါကြလိုက်သိရသေးတဲ့အခြေအနေချင်းကောင်းဒါနေနေစွတ်မေးလို့ဟိုမှာဟိုသူတို့အခမ်းအနားတွေမှာလောရများတွေမဖြစ်ပါနဲ့စိုးတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒါဥခုံကတော့စောမြစာလင်းတို့အုပ်စုတွေကျွန်တော်တို့မေးတယ်ဒါတွေကသူက NCA ပဲလက်မှတ်ထိုးခဲ့လို့မို့လို့ကျွန်တော်တို့မေးတယ် NCA စာချုပ်ပြက်ပြီးစက်ကူစုဖြစ်သွားပြီပြောတာမှန်ဟုတ်လားဆိုတော့မေးတဲ့ခါမှာသူတို့ NCA စာချုပ်ကလူတယောက်ကပြောလို့ပြက်တယ်လားတစ်ဖွဲ့တည်းကပြောပြက်တယ်လား NCA စာချုပ်ဆိုတာပြောချင်တဲ့ရှောက်ပါဇက်ကပေါက်လို့ပဲသာပြောပြက်ချင်တယ်ပြက်လို့မရဘူးစာချုပ်ကကိုယ်တိုင်လက်မှတ်ထိုးထားတာကြီးအဲ့ဒါကိုပြက်ပါတယ်ရှောက်ပြောလို့မရဘူးဆိုတာမျိုးပြန်ပြောထားတယ်ပြောချင်တာဟိုပါဇက်ကနေပေါက်လို့ပဲသာပြောတာတော့လူတိုင်းပြောတတ်တယ်နော်အဲ့လမ်းဘေးစရိုက်တွေနဲ့ပြောတာလူတိုင်းပြောတတ်တယ်ဒါပေမဲ့တကယ်အဆင့်တန်းရှိတဲ့နိုင်ငံရေးသမားအဆင့်တန်းရှိတဲ့နိုင်ငံသားတယောက်ဖြစ်တယ်ဆိုရင်နိုင်ငံရေးအဆင့်တန်းရှိတဲ့စကားပဲပြောရတယ်အခုကအဆင့်တန်းမရှိတဲ့ပုံစံနဲ့လမ်းဘေးစရိုက်နဲ့လမ်းဘေးခွေးကိုအဟောင်းလို့ဟောင်းနေတာအဲ့စောတော်လေးတို့ကိုတိုးတို့နဲ့အဲ့တိုင်းလက်နက်ကိုင်လို့အမိခံထားတဲ့အဖွဲ့6ဖွဲ့ပြီးတော့တယောက်ကကျွန်တော်ရှင်းပြတယ်ဦးဇိုးစံပေါ့နော်သူကတခွန်းတော့သူပြောတယ်ကိုကျော်တဲ့ခက်ကျော်ပွင့်ပြောရင်ပါတဲ့ကျွန်တော်မှပြောထားပြီးပြီသူတို့ရှို့ရလေကျွန်တော်ပြောတယ်ငါတို့နိုင်ငံတမိုင်းကိုငါတို့နိုင်ငံသားတွေပဲရေးရမှာမင်းတို့လိုနိုင်ငံသားခံယူထားတဲ့ကောင်ကြီးရေးရမှာမဟုတ်ဘူးပြောချင်တာအဲ့ဒီတိုင်းသားလက်နက်ကိုင်အကုန်လုံးပြောတာပြောရင်ရှင်းရှင်းလေးကမှတောနီကွယ်ထူးဝင်းတို့ကတော့မြန်မာနိုင်ငံသားဆက်လားပြန်မေးဖို့လိုတယ်ကရင်ဆက်ရလားပြန်မေးဖို့လိုတယ်ကရင်တကယ်ဆက်လားသေချာပြန်မေးဖို့လိုတယ်ဘာလို့ဆိုသူတို့တွေအကုန်လုံးကထိုင်းနိုင်ငံသားခံယူထားကြတယ်တရုတ်နိုင်ငံသားခံယူထားတဲ့ကောင်တွေရှိတယ်အိန္ဒိယဘက်နိုင်ငံသားခံယူထားတဲ့ကောင်တွေရှိတယ်နော်ရှင်းရှင်းလေးပြောအဲ့လိုကောင်တွေရှိနေအဲ့လိုကောင်တွေအဲ့လိုပုံကူတွေကဒီနိုင်ငံရဲ့ကံကြမ္မာကိုသူတို့ကလာပြီးတော့ဆုံးဖြတ်ဖို့ကြိုးစားနေတာဒီနိုင်ငံနယ်နိမိတ်စိတ်ပိုင်းတွေသူတို့ပိုင်တယ်လို့လာလုပ်နေတာအဲ့တော့အဲ့ဒီလက်နက်ကင်ထားတဲ့တပုံအုပ်စုကသူတို့ကိုယ်တိုင်ကင်ထားတဲ့ passport သူတို့ကိုယ်တိုင်ကင်ထားတဲ့နိုင်ငံသားကတ်တွေကဘာကိုကင်ထားရလဲဆိုတော့ပြန်မေးဖို့လို့ဦးစိုးစံပြောဖို့ရဆိုတာရှင်းတယ်ဒါဖြစ်နိုင်ရှိဆုံးအဲ့ဒါပဲဦးစိုးပြောတယ်ဘယ်ကောင်တွေကနိုင်ငံခြားသားခံယူထားလဲကိုယ့်အကိုသိရမယ်အဲ့ဒီလူတွေအကုန်လုံးကနိုင်ငံခြားသားခံယူထားတဲ့ကောင်တွေအကုန်လုံးကဒီနိုင်ငံရဲ့ကံကြမ္မာဒီနိုင်ငံရဲ့အနာဂတ်ဒီနိုင်ငံရဲ့ဒီငြိမ်းချမ်းရေးဒီနိုင်ငံရဲ့ဖွံ့ဖြိုးတဲ့ကိစ္စတွေဒီကောင်တွေကဝင်ပါဖို့မသိတော့အဲ့တော့နိုင်ငံတော်တွေနဲ့လည်းဖြစ်နိုင်စုံစမ်းဖော်ထုတ်ပြီးတရားဝင်ကြေညာပြရမှာဘယ်ပုဂ္ဂိုလ်ကလက်ရှိတော့ထားပါတော့ဗျာ KNU ကဘယ်သူပါနိုင်ငံခြားသားခံယူထားတဲ့ထိုင်းနိုင်ငံသားခံယူထားတဲ့လူဖြစ်တယ်မြန်မာနိုင်ငံသားမဟုတ်တော့ဘူးဘယ်သူကမဟုတ်တော့ဘူးအဲ့လိုကြေညာပေးရမှာနိုင်ငံတော်တွေနဲ့လည်းပုံအောင်လည်းပြောကြေညာပေးရမှာဒီလိုကြေညာလိုက်တော့မှကြေညာရင်တော့မှပညာသားမပါပါဗျာအမှထားပါတော့ဘယ်ပုဂ္ဂိုလ်အနေနဲ့ခင်ဗျားနိုင်ငံသားခံယူထားတယ်ဟိုဘက်နိုင်ငံသားခံယူထားတယ်သိရတယ်အဲ့တော့ခံယူထားဖြစ်တဲ့ကိုယ်နိုင်ငံသားမြန်မာနိုင်ငံသားဖြစ်ကဆွန့်လွတ်ပေးပါမဆွန့်လွတ်ဘူးဆိုလည်းနိုင်ငံသားပြန်ပြီးဟိုဘက်တစ်ခုဆွန့်လွတ်ပြီးတော့မြန်မာနိုင်ငံသားပြန်ခံယူပါပြက်သားအဲ့လိုပြန်ထောက်ပြရမယ်အဲ့တော့အခုရှိနေတဲ့သဘောရှိတယ်ကချင် KIA လည်းနိုင်ငံတရုတ်နိုင်ငံသားခံယူရတဲ့ကောင်တွေအများကြီးပဲ KIA လည်းခင်ဗျားဟို RCSS လည်းထိုင်းနိုင်ငံသားခံယူထားနေလိမ့်မယ်နောက်တစ်ခုကဒီလိုပဲခင်ဗျားဟို KNU ကကောင်တွေလည်းခံယူထားလိမ့်မယ်ဟိုချင်းရလူတွေလည်းခံယူထားလိမ့်မယ်ဟိုဘက်အိန္ဒိယဘက်အဲ့လိုခံယူထားရှိမယ်ထွန်းမြတ်နိုင်လည်းကြိုင်မယ်ခင်ဗျာတရုတ်နိုင်ငံသားခံယူထားလာတော့မသိဘူးထွန်းမြတ်နိုင်အဲ့လိုရှိတယ်ဒါကြောင့်ဒီကောင်တွေနိုင်ငံသားမဟုတ်ဘူးဆိုတာကိုတော့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေသိဖို့နိုင်ငံသားမဟုတ်တဲ့ကောင်တွေဒီနိုင်ငံရဲ့ကံကြမ္မာကိုလာဆုံးဖြတ်ဖို့ကြိုးစားတာကတော့ကျွန်တော်တို့အနေနဲ့အဲ့ဒါကတော့လက်ခံလို့တော့မရဘူးလို့ကျွန်တော်တို့မြင်တယ်အဲ့တော့ကျွန်တော်နိုင်ငံသားတွေဒီချက်စဉ်းစားဖို့လိုတယ်ပြီးတော့ကျွန်တော်တိုင်းရင်းသားတွေစဉ်းစားဖို့လိုတယ်ပြီးတော့ဘာလဲဆိုတော့ဟိုဒီနေ့အဲ့ဒီမှာ
စကလုံးတစ်လုံးကျွန်တော်သဘောကျလို့တိမ့်ထားတဲ့စကလုံးတစ်လုံးရှိအဲ့ဒါပါဆိုကျွန်တော်တို့နိုင်ငံဖြစ်နေတဲ့ပြဿနာငင်းချမ်းရေးလို့စကလုံးပြောရင်နာရာရှိပြည်တွင်းစစ်ကိုဖြစ်နေတယ်ဆိုတဲ့အဓိပ္ပာယ်တက်ရတယ်ပြည်တွင်းစစ်ကနာရာရှိဖြစ်လာပြီနာရာရှိပြည်တွင်းစစ်ကိုကျွန်တော်တို့ဒီနေ့ဒီချိန်မှာမကုကြဘူးဆိုရင်ခင်ဗျားတို့ကျွန်တော်တို့သားသမီးမြင့်မြင့်တွေဒီအဲ့ဒီနာရာရှိပြည်တွင်းစစ်ကြီးရနော်နာရာရှိပြည်တွင်းစစ်လို့ပဲကျွန်တော်သုံးပြရစီပြည်တွင်းစစ်လို့ဘာလို့သုံးလဲလို့မေးနာရာရှိဖြစ်တာလို့ပြောတာနာတာရှိပြည်တွင်းစစ်ကြီးကပြည်တွင်းပြိပခါကြီးပေါ့နာရာရှိပြည်တွင်းပြိပခါကြီးကကျွန်တော်တို့တိုက်ပြည်ရဲ့အတွင်းသားတွေကိုလှိုက်စားတယ်ကျွန်တော်တို့ရဲ့လူတွေတဦးချင်းစီရဲ့စိတ်ဓာတ်တွေကိုလှိုက်စားရင်းနဲ့ကျွန်တော်တို့သားသမီးမြင့်မြင့်တွေထိလှိုက်စားပြီးနောက်ဆုံးမှာဟိုပြည်တဲ့တက်ကြော်သွားပြီးတော့ဖောက်ထုတ်မရဟိုဖဲ့ထုတ်မရပဲထုတ်မရနောက်ဆုံးခန္ဓာကိုယ်ကြီးကပျက်စီးခြင်း၅ပါးတိုင်တဲ့အထိဖြစ်သွားနိုင်တယ်ဒါကိုကျွန်တော်တို့သေချာစဉ်းစားကြဖို့လိုပြီးလို့ပဲကျွန်တော်ကတော့ဟိုတိုက်တွန်းချင်တယ်ပေါ့နော်ဒါကတော့ဒီ NCA ကိစ္စနောက်နေ့မှာမနေ့ပြန်မှာတော့ညီချိုင်းဖိုရမ်နဲ့ဆက်ဆက်တိုင်းကျွန်တော်တို့စကားတွေဆက်ပြောကြရတော့ရှိပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်ဒီလောက်နဲ့ကျွန်တော်တို့ရပါမယ်နောက်တစ်ခုကကျွန်တော်ဒီနေ့သတင်းတွေလည်းမနေ့ကဆိုရင်သတင်းလည်းကျွန်တော်မပြောလိုက်ရပဲပြောလိုက်ရပဲကြားတဲ့ဟာလေးရှိပါတယ်ဥပမာဆိုကြပါစို့လောက်ခလာတာကိစ္စလေးတွေသတင်းလေးကြားရတော့ဝမ်းသာပါတယ်လောက်ခလာတာနဲ့ပတ်သက်ရင်ဟိုနည်းနည်းလေးအပြောင်းလဲလေးဖြစ်သွားတယ်ဆိုတဲ့စာလေးထွက်လာတယ်အဲ့ဒါလေးပတ်သက်လို့ရှိရင်လည်းကျွန်တော်ဝမ်းသာပါတယ်ပြည်သူလူထုအလုပ်သမားတွေအပိုးထောက်ပံ့ကြီးတတ်မှတ်ချင်းဆိုပြီးတော့ထွက်လာပါတယ်ဆိုလိုတာကတော့မြန်မာနိုင်ငံမှာရှိတဲ့လူသမားတွေနေရာဒေသလုပ်ငန်းမျိုးစားမခွဲကြပဲတနိုင်ငံလုံးတစ်ပြည်တနာရီနဲ့600ကျပ်နှုန်းနဲ့အလုပ်ကြီး8နာရီတရက်စားတဲ့4800ကျပ်ကိုတဲ့ပြောဆိုဖွဲ့ TV ချန်နယ်ဘာညာပေါ့ဗျာကြီးညာပြီးပေါ့ဗျာအဲ့တော့ကြီးညာထားပြီးနောက်ကနေစပြီးတော့ခုဘယ်နေ့မှဆိုရက်ဆွဲတွေတိုးပြီးတော့ပေါ့ဗျာဟို2023မှာတစ်ကြိမ်24မှာတစ်ကြိမ်ခု25မှာတစ်ကြိမ်ထောက်ပံ့ကြီးအပိုးထောက်ပံ့ကြီး1000ထပ်ထည့်ရင်းနဲ့နောက်ဆုံးမှာခု2025မှာလည်းထပ်ပြီးတော့1000ဆိုပြီးတော့ဒါထပ်ပြီးတော့လှုပ်လာတယ်ပေါ့နော်ပြောရရင်တော့1000ဆိုပြီးထပ်လှုပ်လာတာရှိတယ်နော်ပြောရရင်တော့2025အောက်တိုဘာ2ရက်1ရက်နေ့ကစပြီးတော့တဲ့နော်အော်တိုတည်းကစပြီးတော့အပိုထောက်ပံ့ကြီး2000အပြင်ကျပ်1000ကိုထောက်ပံ့ကြီးထပ်ပေးမယ်ဘူးဆိုပြီးတော့ကြီးညာလိုက်တယ်ဆိုတော့ဘာပြောဒါလေးကလည်းဝမ်းသာပါတယ်ဒါပေမဲ့အလုပ်သမား10ဦးနဲ့အောက်ရှိတဲ့လုပ်ငန်းတွေနဲ့မိသားစုနာမည်လုပ်ငန်းတွေမှာမသက်ဆိုင်ပါဘူးတဲ့ကျန်တဲ့လုပ်ငန်းတွေပါပါတယ်ဆိုတော့ကျွန်တော်လုပ်ငန်းလည်းပါတာပေါ့ကျွန်တော်မီဒီယာလုပ်ငန်းလည်းပါတာအဲ့တော့ကျွန်တော်မီဒီယာကျွန်တော် channel ကျွန်တော်ညီညီမတွေကိုလည်းပို့တော့ပေးရအောင်ဖြစ်နေပြီဒါပေမဲ့လည်းကျွန်တော် channel ဒီမှာလာလို့တဲ့အခြေခံလောက်ခလာစာကတကယ်တော့အခြေခံလောက်ခလာစာကသူတို့တတ်မှတ်ထားတဲ့ဟာတဲ့နည်းနည်းလေးတော့ကျွန်တော်တို့ကပုံများပါတယ်တတ်မှတ်ထားတဲ့400 share တဲ့ပုံများပါတယ်နောက်ဘာကြီးညာကြီးကျွန်တော်သင် training ကာလပြီးကြော်ရတဲ့ကာလတွေမှာကျွန်တော်တို့ပြီးတိုင်းရှိပါတယ်ထားပါတော့ဗျာဒါတွေကကျွန်တော်ကိစ္စအဲ့တော့လုံသမားကိစ္စလေးသတင်းလေးကြားရတဲ့အတွက်ဒါလည်းဝမ်းသာပါတယ်ကျွန်တော်တို့ပြည်သူတွေဝမ်းသာပါတယ်နောက်တစ်ခုကဒီကိစ္စပြီးတော့ကျွန်တော်တို့နောက်တစ်ခုဘာပြောချင်လဲဆိုတော့ဒီရက်ပိုင်းမှာ Starlink ကိစ္စပြဿနာတက်နေပါတယ် Starlink ကိစ္စချမဟုတ်ပါဘူး Starlink ဝန်ဆောင်မှုတွေနဲ့ပတ်သက်လို့ရှိရင်အခုဟိုလိုက်နေ American လိုက်နေပါပြီဘာလိုက်လဲဆိုတော့ Starlink တွေကနေပြီးတော့ကြားဖြန့်နေလုပ်နေပါတယ်မြန်မာနိုင်ငံရဲ့ online ငွေလိမ်မှုစင်တာတွေကြားဖြန့်လုပ်နေပါတယ်ဆိုပြီးတော့အခုဒီ The Guardian သတင်းဌာနကဖော်ပြပြီးတော့ American Congress ကနေစစုံစမ်းမှုတွေလုပ်ပါတယ်အဲ့တော့Elon Musk ကတော့ Starlink ကိုတကဘာလုံးဖြန့်နေတာတကဘာလုံး internet ကိုကောင်းစီသုံးစီခြင်းလို့မြန်မာနဲ့တွေ့ကမှ Elon Musk ကနေနိုင်ရော်ကြီးတွေပေးအောင်လားမသိဘူးနော်အဲ့တော့ဘယ်မှာလဲဆိုတော့ကရင်ပြည်နယ်ထဲမှာကြားဖြန့်လုပ်တဲ့လူတွေကဒီ Starlink ကိုအသုံးပြီးတော့ကြားဖြန့်လုပ်ကြတယ်ကြားဖြန့်နေမဟုတ်ဘူး Starlink ကိုသုံးပြီးတော့တပုံတွေကလည်း Starlink ကိုသုံးပြီးတော့ဟိုခုန internet နဲ့ပြည်သူတွေဒုက္ခပေးကြတယ်အဲ့လိုပဲစင်ကူးမှာဆိုရင်ပြည်သူ Starlink သုံးတဲ့ပြည်သူမှာ PDF တွေတော့အနိုင်ချင်းလို့ပြဿနာတက်ကြတာရှိသေးတယ်ဒါတွေစသဖြင့် Starlink ဟာဟိုတကဘာလုံးသုံးသိချင်တာအကောင်းဘက်ကဒါပေမဲ့ကျွန်တော်တို့မြန်မာပြည်မှာကျတော့အချမ်းဖက်မှုတွေနဲ့ဒီကြားဖြန့်နေတယ်လို့မှသွားတုံးနေတာသွားတွေ့ရတယ်အဲ့ဒါကို American ကသိပြီးတော့မကျေနပ်ပုံမရဘူးအဲ့တော့ American Congress ကအဲ့ဒါကိုစစ်ဆေးမှုတွေစပြီးတော့စုံစမ်းမှုတွေလုပ်နေပါပြီဆိုတဲ့သတင်းလဲစထွက်ပေါ်လာပါတယ်ဒါလည်းကျွန်တော်တို့ Elon Musk ကတော့ဒီကိစ္စကိုဘယ်လိုရှင်းမလဲမသိဘူးစောင့်တော့ကြည့်ကြတာပေါ့လို့ပြောချင်တယ်เนาะဒါတစ်ခုနောက်တစ်ခုကကျွန်တော်တို့ဒီနေ့ဟိုအရေးကြီးကိစ္စတစ်ခုပါလဲဆိုတော့စာအခုဟိုနဲ့ပတ်သက်ပြီးထွက်လာတဲ့တစ်ခုပါဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးထွက်လာတဲ့သတင်းလေးတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီ Forum 2000ဆိုတဲ့Forum 2000ပေါ့ဗျာအဲ့လိုပြောရမယ် Forum 2000ကနေပြီးတော့ကြီးညာချက်တစ်ဆောင်ထုတ်ပါတယ် Forum 2000ကြီးတစ်ဆောင်ထုတ်တယ်အဲ့ကြီးညာချက်တစ်ဆောင်ကနည်းနည်းလေးဟိုစိတ်ဝင်စားဖို့လည်းကောင်းတယ်ပြီးတော့ဒီ Forum 2000ကြီးညာချက်ကကျွန်တော်တို့ဒီဘက်မှာလုပ်နေတိုင်းရှုပ်ထွေးဖြစ်စေတယ်အဲ့ပါဆိုတော့ဒီ29ချိန်မြောက် Forum 2000 conference ကမနေ့ကအောက်တိုဘာ14ရက်နေ့မှာပြီးသွားတဲ့အခါမှာအဲ့ Forum 2000 conference မှာတက်ရောက်လာတဲ့နိုင်ငံတွေတော်တော်များကကြီးညာချက်တစ်ဆောင်ထုတ်တဲ့အခါမှာကြီးညာချက်ထဲမှာဘာလို့ပါလာလဲဆိုတော့ဒေါအောင်ဆန်းစုကြည်အကြောင်းပါလာပါတယ်မြန်မာနိုင်ငံမှာရှိတဲ့ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးချွင်းချက်မရှိချက်ချင်းလွတ်မြောက်ဖို့ဆိုပြီးတော့ပြောတယ်အဲ့ဒါဘာလဲဆိုအာဆီယံဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ဖွဲ့ဝင်နိုင်ငံတွေနောက်တစ်ခါအိန္ဒိယတရုတ်ဂျပန်တောင်ကိုရီးယားဩစတြေးလျအမေရိကန်ကနေဒါဗြိတိန်ဥရောပအစရှိတဲ့ပုံကိုယ်တွေပေါ့နော်သူတို့ပေါ့အဲ့ဒါအကုန်ပါဝင်စွာနဲ့ဒါပြောလာတယ်လို့ဖိုရန်ထောင်ပြောလာတယ်ဆိုတော့ကျွန်တော်ဒါကိုကြည့်ပြီးတော့စိတ်ဝင်စားဖို့တော့ကောင်းတယ်ဒါပေမဲ့သူတို့မသိတာကဟိုသူတို့တော့ဒေါအောင်ဆန်းစုကြည်လွတ်စေခြင်းလို့စာထုတ်လိုက်တယ်ပေါ့ကြီးညာချက်ထုတ်တယ်ဒါပေမဲ့တည်ဆဲမြန်မာအာဏာပိုင်အစိုးရအဖွဲ့ကတော့ဒေါအောင်ဆန်းစုကြည်လွတ်ပေးနိုင်ခြင်းရှိလားလို့မေးရင်အချိန်တစ်ခုရောက်ရင်ဒေါအောင်ဆန်းစုကြည်ကအခြေချုပ်ဖြစ်မှာပဲတေချာပေါက်ဖြစ်မှာနေအခြေချုပ်ဖြစ်မှာပဲအချိန်တစ်ခုရောက်ရင်ပြီးရင်အချိန်တစ်ခုရောက်တဲ့ခါကျလို့ရှိရင်နေအခြေချုပ်ကနေပြီးတော့လုံးဝအပြီးလွတ်ပေးတာမျိုးလေဖြစ်ကုန်ဖြစ်မှာပဲဘာလို့လဲဆိုတော့အချိန်တစ်ခုပဲလုံးဝမကြောက်ကျွန်တော်ထင်လာမယ့်အစိုးရတန်းအတွင်းထဲမှာဖြစ်လာမယ့်ဟာတွေပဲသူ
တို့ကသာအသေးအတန်တောင်းဆိုနေတာဗျဒီဘက်ကအစိုးရတော်တော်လေးကိုဒေါ်စောစုကြည်နဲ့ပတ်သက်ရင်ဖြေလျှော့မှုတွေကုညီမှုတွေအားဖြစ်ဖို့ဘယ်လိုခေါ်မလဲဖြည့်ဆည်းပေးမှုတွေကလိုတာတဲ့ပို့လုပ်ပေးထားတယ်လုတ်တင်တာထက်ကိုဆယ်သားဘက်ကပို့လုပ်ပေးထားတယ်တို့ကသာရှောက်ပြောနေတာရှောက်ပြောရခြင်းအကြောင်းရင်းကဘာလဲဆိုတော့ဒီနိုင်ငံရေးပေါ့ဗျာမြန်မာနိုင်ငံလက်ရှိရွေးကောက်ပွဲလည်းနီးလာတဲ့အချိန်ကျတော့နိုင်ငံရေးအတန်ထွက်ကြတဲ့သဘောပါအဲ့တော့ပြည်သူလူထုအနေနဲ့သိဖို့လိုတာကတော့ Forum 2000လို့ဘာလို့တောင်းဆိုချက်အပေါင်းပဲဘယ်ကပဲဘယ်လိုပဲတောင်းဆိုဒီစက်အာဏာပိုင်အစိုးရအဖွဲ့ကလာမဲ့အစိုးရတက်တန်းကြလို့ရှိရင်ဒေါအောင်ဆန်းစုကြည်ကိုခင်ဗျာမပူနဲ့နေခြေချုပ်တွေပါစရွှေ့ပြီးရင်တော့ခုတောင်နေခြေချုပ်ပုံစံမျိုးနေနေရတာပဲဗျာနော်နေခြေချုပ်လို့ရွှေ့မယ်ပြီးရင်နောက်တစ်ခုကြလို့ရှိရင်လွန်ငင်းပေးတာမျိုးလာလိမ့်မယ်ခင်ဗျာစောင့်ကြည့်ဖြစ်ကိုဖြစ်မှာဒီလောက်လာမဲ့အစိုးရလုပ်ကိုလုပ်လိမ့်မယ်အဲ့တော့ရှောက်ပြီးတော့ပြည်သူလူထုအနေနဲ့တချို့ကိစ္စတွေမှာထင်အောင်ထင်မှားတွေဖြစ်မှာဆိုလို့ကျွန်တော်တခါတည်းပြည်သူလူထုကိုကြိုတင်းမစိတ်ပေးထားတာတိတ်စိုးရင်မကြပါနဲ့ဒေါအောင်ဆန်းစုကြည်ကအချိန်တိုင်းခင်ဗျာလွန်ငင်းနေအေးအေးနေရမယ်ဒီဘူးဆိုတာကိုတော့ကျွန်တော်တို့ပြောလို့တယ်ဒါကတော့ကြုံကြိုက်လို့ဒီနေ့ဒေါအောင်ဆန်းစုကြည်ကိစ္စလည်းထည့်ပြောတာပေါ့နော်ဆိုတော့နောက်တစ်ခုကနိုင်ရီကန်ကိစ္စတော့ကျွန်တော်ဒီနေ့လမ်းကြောင်းအတူလေးပြောပါမယ်နိုင်ရီကန်ဟိုတဲ့ AA ရသိမ့်ပိုက်လိုက်ပြီဆိုပြီးတော့ရင်းနေကြတာတွေ့ရတယ်ငဖဲမျိုးနဲ့မှာရှိတဲ့နိုင်ရီကန်ပေါ့နော်နိုင်ရီကန်ဗျူဟာကုန်းပေါ့နော်သိမ့်ပြီလို့ပြောတယ်ကျွန်တော်သိရတဲ့လောက်တော့နိုင်ရီကန်ဗျူဟာကုန်းသိမ့်ပြီလို့တော့ကျွန်တော်မသိရသေးဘူးအဲဗျူဟာကုန်းရဲ့ဘေးပတ်လည်နေရာတွေကိုဒီကောင်တွေ AA ဖွဲ့တွေလာဝိုင်းနေ AA နဲ့ပူပေါင်းတပ်ဖွဲ့တွေလာဝိုင်းနေဝိုင်းလို့တက်ကနေပြီးလေအနေနဲ့ပြစ်ကူပြစ်တယ်လက်နက်ကြီးနဲ့ပြစ်တယ်နောက်စစ်ကြောင်းတွေထိုးပြီးတော့ဝိုင်းတဲ့သူတွေကိုဖြိုချဖို့ကြိုးစားတယ်အပေါ်နိုင်ရီကန်ဗျူဟာကုန်းမကြရေးတော့ဘူးသဲတန်တိုက်နေတယ်လို့သိရတယ်ဒီနေ့ဒီတော့မသိဘူးမကြဘူးပေါ့နော်မနှက်ပြန်တစ်ဘက်ကနောက်တစ်ရက်ကိုတော့မသိဘူးဒါပေမဲ့ဒီနေ့ကျွန်တော်သိရတဲ့တော့နိုင်ရီကပြောကုန်မကြသေးပါဘူးတချို့တွေအခုထိရေးနေတော့မှနိုင်ရီကပြောကုန်ကြပြီဆိုပြီးတော့ပြောနေတယ်ကြပြီဆိုပြီးတော့ဝါရဖြန့်နေတာတွေ့ရတယ်ဆိုတော့ခင်ဗျားတို့အနေနဲ့စဉ်းစားကြည့်ပါဗျာဟိုရခိုင်ရိုးမှငါးတန်းချောင်းကွာကားလမ်းပေါ်ကမြောက်ဆန်းမြောက်တက်တောင်မနှက်ပြန်တစ်ဘက်ကကြတော့မယ်အတိုင်းဒီကောင်တွေရေးခဲ့ကြတယ်ကဲကျွန်တော်တို့လည်းသွားလဲပြီးတော့မြောက်ဆန်းမြောက်တက်ကြောင်းဒီကောင်တွေမရေးတော့နောက်တစ်ခါပသိမ်မွန်လိုင်းရမသိရင်ဒီကောင်တွေသိမ့်ပိုက်ထားသလိုမျိုးရေးခဲ့တာတယ်ပြီးလဲပြီးတော့မသိရေကြီးတိပါသိမ့်ပိုက်တော့မယ်အတိုင်းကောင်တွေရေးခဲ့ကြတယ်ကျွန်တော်ပသိမ်မွန်လမ်းပေါ်သွားလိုက်တာဘာဖြစ်သွားလဲဆိုတော့ဒီကောင်တွေမရေးရတော့ဘူးငြိမ်သွားပြီပြီးတော့အခုအဲ့မှာလဲတက်ကပြန်ထိန်းတောင်းတာနေပြီဆိုတော့ဒီလိုပဲနိုင်ရီကန်ဆိုတာလဲခုနဒီပဒန်းပေါ့ပဒန်းငဖဲပေါ့နော်အမ်ဘရန်လမ်းဘေးမှာရှိတဲ့ဗျူဟာကုန်းနော်အဲ့တော့အမ်ဘရန်လမ်းဘေးမှာရှိတဲ့ဗျူဟာကုန်းအဲ့ဗျူဟာကုန်းနော်အဲ့ဗျူဟာအမ်ဘရန်လမ်းဘေးမှာရှိတယ်အဲ့ဒါကိုတို့ရပြီဆိုပြီးပြောကြတာတကယ်တော့ကျွန်တော်အမြင်ပြောရင်ဒီနေ့သိရတော့မဟုတ်သေးဘူးပေါ့ဗျာမမှန်သေးဘူးမနှက်ဖြန်တော့ကျွန်တော်မသိဘူးပေါ့နော်နောက်တစ်ခါနောက်ရက်တွေတော့ကျွန်တော်မသိဒီနေ့တော့လုံးဝမမှန်ပါဘူးတော့နိုင်ရီကန်ပြောဘူးကိစ္စပြောတာပါနောက်တစ်ခုကတော့ကျွန်တော်တို့နောက်တစ်ခုကကျွန်တော်တို့ဟိုဟာလေးနဲ့ပိတ်ချင်တယ်ဗျာကျွန်တော်တို့ဒီဟိုပြီးခဲ့ရပိုင်းကကိုကပြောထားပြီးသားစကားရဲ့နောက်ဆက်တွဲပေါ့နော်။ဘာလဲဆိုတော့ချမဟုတ်ပါဘူး။အားလုံးသိတဲ့အတိုင်းပဲ AR တိုင်းကလမ်းနော်ပန်းတတော်ကနေဆင်းပြီးဆိုတော့အဲ့လမ်းကြီးကဘယ်လောက်စုပ်ပြတ်တတ်တယ်ဆိုတော့ကျွန်တော်ပြောခဲ့တယ်။အခုအဲ့လမ်းတွေကိုစပြီးတော့ပြင်နေပြီဆိုတဲ့အကြောင်းကိုကျွန်တော်စပြီးသိရပါတယ်။ပြင်နေပြီပေါ့ဗျာ။ပြင်နေပြီဆိုတော့ကျွန်တော်သိရပါတယ်။ဘာပဲပြောအခုသက်ဆိုင်ရာအာဏာပိုင်တိုင်းပြည်ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့တိုင်းပြည်ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့တိုင်းပြည်ကြီးမှာရှိတဲ့ဒီလန်ဒရာဆောက်လို့ရဖွဲ့စည်းတဲ့အကုန်လုံးအခုလမ်းတွေစပြီးတော့ပြန်ပြင်နေပြီလို့ကျွန်တော်တို့အကြမ်းမြင်သိရပါတယ်။ရန်ကုန်ပသိမ်လမ်းနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်နယ်မြေသတင်းတောက်ကနေပြီးတော့သတင်းပေးလာတဲ့အားကိုကျွန်တော်ဖတ်ကြည့်လိုက်တဲ့အခါကျတော့သူတို့လည်းသတင်းပေးတဲ့ပုံစံအရမူပေပတ်တော်အပိုင်းပေါ့နော်ပတ်တော်အပိုင်းရန်ကုန်ပသိမ်လမ်းမိုင်းတိုင်း58နော်နှစ်58မြေဆောင်3အဲ့နေရာတွေမှာကတ်တရာထပ်ဖို့လာခင်းတဲ့လုပ်ငန်းတွေနဲ့လုံသား15ဦးနဲ့လုပ်နေတယ်တဲ့နော်ရန်ကုန်ပသိမ်လမ်းမိုင်း61နော်61နမိုင်အတွင်းသားမှာလည်းကတ်တရာအနေနဲ့ဖြည့်ညှိတာတွေလုံသား22ဦးနဲ့လုပ်နေပြီတဲ့ရန်ကုန်ပသိမ်လမ်းမိုင်း61နဲ့61မနာမှာလည်းလမ်းမခုံးနေတာတွေဘက်ခိုးတွေနဲ့ဖေချာရှင်းလင်းတွေလုပ်နေပါပြီတဲ့ရန်ကုန်ပသိမ်လမ်းကိုပဲ62မိုင်62မိုင်အကျော်နားလေးမှာပဲကတ်တရအလောင်းတဲ့ကိစ္စတွေလုံသား15ဦးနဲ့ဆက်လုပ်နေပြီတဲ့နောက်ကရန်ကုန်ပသိမ်လမ်းမှာပဲ62မိုင်9ဖာလုံးဘက်မှာလုံသား15ဦးရဲ့ကတ်တရထပ်ဖို့လွှာခင်းခြင်းလုပ်ငန်းတွေပြောရင်တော့ဒီ60နဲ့58ကနေ62မိုင်ကြားတို့အဲ့လောက်တော့ကိုတော်တော်လေးလုပ်နေပြီဆိုတာမျိုးလာပြီးကျွန်တော်နယ်မြေသတင်းတောက်ကနေပေးပါတယ်နောက်တစ်ခုကကျောင်းကုန်းဘက်ကချမ်းကိုလည်းကျောင်းကုန်းပန်းတော်ဘက်အပိုင်းပေါ့နော်အဲ့ဘက်မှာဒါလုပ်နေပြီလို့ပြောရတယ်နော်ကန်ကလေးလမ်းစုံဘက်ကိုလည်းပြင်နေပြီလို့ကျွန်တော်သိရပါတယ်နောက်တစ်ခုကရန်ကုန်ပသိမ်လမ်းမှာတခါမိုင်းတိုင်း86တို့86တို့ဘာလို့ညာအဲ့ပတ်လေတွေနောက်တစ်ခါဒီမိုင်းတိုင်း89 93တို့နော်88တို့81တို့အဲ့နားတွေမှာလည်းလုံသားတွေနဲ့အင်းနဲ့အားနဲ့အလုပ်တွေဇက်လိုက်လုပ်နေပါတယ်တဲ့နော်ဒီအော်တိုဘာ15ဒီနေ့ဆိုရင်တော်တော်လုပ်နေတယ်လို့ပြောတယ်နော်ပြောရင်နောက်ထပ်ဒီရန်ကုန်ပသိမ်လမ်းကိုပဲအဲ့ရန်ကုန်ပသိမ်လမ်းတော်တော်လေးကိုအားထည့်ပြီးတော့ကိုကျိုးပြောခိုင်ကျောင်းကုန်းမြို့နယ်အပိုင်ထဲမှာရှိတယ်82မိုင်နောက်69မိုင်နောက်တစ်ခါ64မိုင်66မိုင်အဲ့ပတ်လေ68မိုင်အဲ့နားတွေအကုန်လုံးမှာဘာပြောလုံသားတွေအများပြားနဲ့လုံသားတွေ23ဦး19ဦး23ဦးနောက်တစ်ခါဒီနေ့ဆို5ဦးပြောရင်လုံသား60ကျော်80နီးပါးနဲ့အားနဲ့အင်းနဲ့ကြီးကျယ်လုပ်နေပါတယ်တဲ့ပြောရင်တော့တော်တော်လေးအဲ့ဒီရန်ကုန်ပသိမ်လမ်းကြီးကိုတော်တော်လေးအတိုင်းဆိုအဖွဲ့လုပ်နေပြီလို့သိရပါတယ်ဆိုတော့ဘာပဲပြောဟိုကျွန်တော်လည်းပြောလိုက်ရကြိုးတဲ့နပ်ပါတယ်ပြီးတော့အစိုးရအဖွဲ့တိုင်းပြည်အစိုးရအဖွဲ့ရောနောက်ဒီဆောက်လုပ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတွေရောနောက်လန်ဒရာတာဝန်ရှိသူတွေရောနောက်နေပြည်တော်ဝါတွေရောအကုန်လုံးကဒီမီဒီယာကနေပြောတဲ့အတန်ကိုနားထောင်ပေးပြီးတော့သူတို့ချက်ချင်းလှုပ်ရှားရှိအောင်ချက်ချင်းလိုက်လုပ်တယ်ဟိုပြောရင်တော့တော်တော်လေးကိုအချိန်ခါကျလိုက်လုပ်ပေးသွားတယ်ဆိုတော့ပြည်သူအတန်ကိုနားထောင်တယ်ပေါ့ဗျာဘာလို့ဆိုမီဒီယာအတန်ဆိုတာပြည်သူအတန်ပဲ
ပြည်သူ့နားထောင်ပြီးတော့ပြည်သူခက်ခဲဖြစ်တဲ့ကိစ္စကိုသူတို့ပြန်ပြီးချက်ချင်းလုပ်ပေးတယ်ဆိုတော့ဘာပဲပြောဒီတစ်ခါတော့ရန်ကုန်ARV ဝင်းကြီးချုပ်တဲ့အဖွဲ့ကိုတော့အတိမတ်ပြုပါတယ်ဘာပဲပြောဒီလိုမျိုးပြန်လုပ်ပေးတဲ့အတွက်သူလည်းချက်ချင်းသူလည်းလုပ်တွေမားတာကြားတဲ့ဒါကိုကြားတဲ့ခါမှာသူလည်းမီဒီယာအော်ရကြားတဲ့ခါမှာသူချက်ချင်းသူစစ်ဆေးပြီးတော့နောက်ဟဲ့အောင်ဒါဆိုချက်ချင်းလုပ်ကြရအောင်ကွာတို့တွေလုပ်ကြအောင်ဆိုတာမျိုးသူလည်းရသလောက်ကြိုးစားပန်းစားနဲ့လုပ်ပေးတာကိုတွေ့ရပါတယ်ပြီးတော့အဲ့လမ်းကလည်းပြောရင်တော့မိုးကမပြတ်သေးတဲ့အတွက်မိုးကမပြတ်တဲ့အတွက်လမ်းခင်းဖို့လမ်းပြန်ဖာဖို့ကိစ္စတွေမှာရက်ခက်ခဲတယ်တဲ့အဲ့တော့အခုကမိုးလေးနည်းဆဲတဲ့ခါမျိုးမှာဝင်ပြီးတော့ရအောင်လုပ်ရတဲ့သဘောတဲ့အဲ့တော့အော်တိုဘာလားကုန်ပိုင်းနဲ့နောက်လာတွေဆိုရင်နည်းနည်းမိုးလေကင်းလွတ်သွားပြီဆိုရင်တော့အဲ့လမ်းကိုပိုကောင်းလုပ်မယ်ဆိုတာမျိုးတွေလည်းသက်ဆိုင်ရာတိုင်းစိုးအဖွဲ့ရဲ့ကျွန်တော်တို့သတင်းရင်းမြစ်တွေဆက်ကြားရပါတယ်တိုင်းစိုးအဖွဲ့ကလည်းဒါကိုချက်ချင်းတကယ်ကောင်းအောင်သူတို့လုပ်မယ်တေချာလုပ်မယ်ဆိုတာမျိုးတွေပြောလာပါတယ်အဲ့တော့ဘာပြောအရောက်တိုင်းပြည်သူတွေရန်ကုန်ပသိမ်လမ်းကိုသွားကြမယ်အရောက်တိုင်းပြည်သူတွေအတွက်တော့ဘာပြောဝမ်းသာစရာသတင်းကောင်းလေးတော့လာပါပြီဘာပြောဒီစဲအစိုးရအဖွဲ့ဒီရန်ကုန်ဝင်းချုပ်sorry ရာဝင်းချုပ်နဲ့သက်ဆိုင်ရာဝင်းချုပ်နဲ့ဒီဆောက်လုပ်ရေးတာဝန်ရှိသူတွေเนาะစီးတွေဘာတွေအကုန်လုံးဝိုင်းပြီးစူးစမ်းပန်းစားနဲ့အကောင့်တွေပေါ်ပြီးလုပ်ပေးမယ်ပြည်သူလူထုကိုစိတ်ချမ်းသာအောင်လုပ်ပေးတယ်ဆိုတာပဲဒီလိုကြားရတဲ့အတွက်ပဲခင်ဗျားတို့ဝေဖန်အကျိုးနှက်တော့ပါတယ်ဝေဖန်မိတာမှားသွားရင်လည်းအားနာပါတယ်မတက်နိုင်ဘူးမတက်သားလို့ကျွန်တော်ပြောမိတယ်ပြီးရင်ချိန်တစ်ခုရတဲ့ကပြန်တကယ်လုပ်ပေးတဲ့အတွက်လုပ်ပေးတာကိုလည်းတကယ်ကိုကျေးဇူးတင်ကြောင်းလေးတယောက်တိုင်းသားတယောက်နေနဲ့ကျေးဇူးတင်ကြောင်းလေးပြောပြစီနောက်တစ်ခုကဘာပြောပြည်သူအတန်းနားထောင်ပေးတာကိုပဲတကယ်ပဲကျွန်တော်တို့အသိမှတ်ပြုပါတယ်လို့ပြောချင်ပါတယ်အဲ့တော့ကျွန်တော်ဒီစက်မှုတောင်းနဲ့ရပ်ပြစီအားလုံးပဲကိုကြီးသားသိရှိပါတိုက်ရိုစေနာမထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်အလှန်တက်ဖြတ်နေကြတာကိုလက်ခုလောဝါ TV ပျော်နေတဲ့လူမိုက်လူရန်ကလူသက်အချမ်းဖက်အားပေးသမားခမားဖြစ်နေသလားဆိုတော့ပြန်လည်မျိုးတို့ဘာလို့ပြောရင်းနဲ့ခုနိုင်